နေကင်းမွန်းတဲ့ချိန်ဝီပီလမ်းမကြီးပေါ်မှာ expert ကားတစ်စီးအရှိန်ပြင်းပြင်းနဲ့မောင်းနေလာပါတယ်။ကားဆရာဦးကျော်ရဲ့ဝီပီကားမောင်းတတန်းဟာမနှဲလာတော့သလိုနေ့စဉ်ခောက်ထုတ်ခောက်ပြန်မောင်းနေရတာကြောင့်ဒီလမ်းဟာသူ့အတွက်တော့ရိုးရီလိုနေခဲ့ပါပြီ။ဆိုအောင်ပြားဆရာကွမ်းရလားဆရာမင်းကငါပဲကြည့်နေတာရှေ့ကလမ်းအနေထားကားရှင်းမရှင်းကိုလည်းကြည့်ပေးဦးနေကွာဟုတ်ကဲ့ဆရာကားဆရာရေဘူးပေးပါဦးများအနောက်ကခီးတဲ့တယောက်ကလှမ်းអော်လိုက်တာကြောင့်လာပါခင်ဗျစူအောင်ပြောရင်းဆိုရင်လည်းရေနဲ့ကပ်မကခီးတဲ့တွေပြေးဝင်သွားပါတယ်အတော်ဖင်းဖို့ရကောင်းမယ်နော်ဦးကျော်ကားမောင်းတာတော့အတော်ဝါသနာပါပုံရတယ်ဟုတ်တယ်မင်းအောင်မင်းလည်းဒီကောင်လေးရောက်မှကူပေါ်လောင်ပဲရတော့တယ်စပီယာမင်းအောင်နဲ့ကားဆရာဦးကျော်တို့နှစ်ယောက်စူအောင်အကြောင်းပြောနေကြရင်းနဲ့အဝီးပြီးလမ်းမရဲ့တနေရာကအန်ရီခွေကိုရောက်လာကြပါတယ်ဦးကျော်ရှေ့အကွေကိုသတိထားနော်မင်းငါမောင်းတဲ့တတန်တလျှောက်ပရိပေါက်တာတောင်ကြားဘူးလို့လားဟုတ်ပါပြီဦးကျော်ရဲ့ဦးကျော်ကျွမ်းကျင်မှန်းကျွန်တော်သိပါရဲ့ဗျဒီကွေးဟာဟိုဘက်ကဘလို့ရင်နေထွက်လာမှမြင်ရတာမဟုတ်ဘူးဗျဘယံမာတာမောင်းလာတဲ့ကောင်းတဲ့တို့ရင်ဦးကျော်ဟုတ်ပြီဖြစ်နေအောင်မယ်စိတ်မပူပါနဲ့ကိုမင်းတော်ရကျုပ်ဆရာကဒီလမ်းတွေပိုင်းပြီးသားပါမျက်လုံးမိတ်မောင်းရင်တောင်ရနေပြီစိုးအောင်ဝင်ပြောလိုက်တာကြောင့်ကားဆရာနဲ့စပီယာမင်းအောင်တို့ပြုံးလိုက်ကြပါတယ်ဒါနဲ့စိုးအောင်မင်းကကြောင်းဆက်မတက်တော့ဘူးလားစပီယာမင်းအောင်ကစိုးအောင်ကိုလှမ်းမိလိုက်ပါတယ်တက်ချင်စိမ်မရှိတော့ပါဘူးဗျာအိမ်မှာလဲအမေတယောက်တည်းရုန်းကန်နေရတာမင်းအဖေရောအလုံးမလုပ်ဘူးလားစပီယာမင်းအောင်ရဲ့မိကွန်းကြောင့်စိုးအောင်မျက်နှာနဲ့ငယ်ညှို့ငယ်သွားခဲ့ရာအဖေကကျွန်တော်၈တန်းနဲ့မှဆုံးသွားတာဗျာဒီ10တန်းထိရောက်အောင်ကျွန်တော်အမေကရုန်းကန်ပြီးတော့ထားပေးခဲ့တာဗျာအဲ့ဒါကိုပဲကျွန်တော်ကကျေးဇူးတင်လာပြီအိမ်မှာလည်းအကျွေးနဲ့တင်လာတာနဲ့ရန်ကုန်မှာလှုပ်လို့ဖို့တက်လာခဲ့တာကားကွင်းထဲမှာဆရာကျောင်းနဲ့တွေ့လို့ဒီထက်ရောက်လာခဲ့တာကျွန်တော်ကအမေနဲ့ဘလို့မှမခွင့်နိုင်ဘူးဗျဒီမလာခင်အမေကိုကတော့ကျွန်တော်အမေငိုလိုက်တာဗျအခုတော့ဆရာကျောင်းကျေးဇူးနဲ့ကျွန်တော်အမေနဲ့နေတိုင်းတွေ့နေရတော့အမေကိုလည်းလွမ်းပြီးရွာလည်းလွမ်းပြီးပေါ့ဗျာပြောရင်ဆိုရင်လည်းဦးကျော်ကဆိုအောင်ဟိုမှာမင်းဘွားတော့စောင့်နေပြီအဝေးပြီးလမ်းမကြီးရဲ့လမ်းဘေးတနေရာမှာစိုးအောင်ရဲ့မိခင်ဖြစ်သူဟာအထုပ်တထုပ်ကိုင်းကစိုးအောင်ကိုစောင့်နေခဲ့ပါတယ်ကားကတဖြည်းဖြည်းနဲ့အရှိန်လျှော့လိုက်တော့စိုးအောင်တယောက်ကားပေါ်ကပြေးဆင်းသွားခဲ့ပါတယ်လစာထုတ်ထားတာကြောင့်စိုးအောင်လစာအိတ်လေးအမေဖြစ်သူကပေးလိုက်ပြီးအထုပ်လေးဆွဲကကားပေါ်ပြန်တက်လာခဲ့ပါတယ်ဒီလိုနဲ့စိုးအောင်တို့ရဲ့ခီးတဲ့တင်ကားဟာဆက်လက်ထွက်ခွာလာခဲ့ပါတယ်ကားဆရာဦးကျော်ကတော့စိုးအောင်ရဲ့လုပ်ပုံကိုင်းကိုကြည့်ဟာအတော်လေးသဘောကျနေခဲ့ပါတယ်ခီးတဲ့များထမင်းစားဖို့အတွက်ရင်းရမ်းနားပြီဆိုတာနဲ့စိုးအောင်ကထမင်းကိုခတ်သွတ်စားပြီးကားတစ်စီးလုံးကိုရေးစားဆေးပါတယ်ကားထွက်ခါနီးကားတစ်စီးလုံးရဲ့တန်ရှင်းကိုလည်းမငြင်းမညူလုပ်တတ်ပါတယ်စိုးအောင်စပယ်ယာတတန်တနစ်ပြည့်စီမှာတော့ဦးကျော်ကလမ်းကျောရှင်းတဲ့နေရာတွေဆိုစိုးအောင်ကိုရံဖန်ရံခါပေးမောက်ပါတယ်စိုးအောင်ကားနောက်လိုက်တာကလည်းတနက်တီတီပြေးသွားခဲ့ပြီဖြစ်ပါတယ်အဲ့ဒီနေ့ကစိုးအောင်လစာထုတ်ခါမျက်နှာပြုံးရွှင်နေခဲ့ပါတယ်အိမ်မှာတင်နေတဲ့အကျွေးအလုံးကြေသွားခဲ့တာကြောင့်စိုးအောင်စိတ်အေးလေးဖြစ်သွားခဲ့ပြီဖြစ်ပါတယ်လစာငွေအားလုံးမိခင်ဖြစ်သူကိုအပြည့်အဝထောက်ပံ့နိုင်တော့မယ်ဆိုတာတွေးရင်လည်းစိုးအောင်တယောက်တည်းပြုံးရွှင်နေခဲ့ပါတယ်ထိုစဉ်ပန်းတဲ့တော်ကြီးတယောက်စိုးအောင်နောက်ကိုရောက်လာခဲ့ပါတယ်တားလေးနှင်းစီပန်းလေးတွေကားမှာအလားထိုးဖို့အတွက်အားပေးအောင်လေနေဘူးထဲမှာအရွယ်နဲ့မမျှတဲ့ပန်းချင်းကြီးကိုထမ်းကာဈေးရောက်နေရတဲ့တော်ကြီးကိုမြင်တော့စိုးအောင်တယောက်မိခင်ဖြစ်သူကိုမြင်အောင်မိလိုက်ကာနှင်းစီနှစ်ပွင့်ပေးပါတော့လေစိုးအောင်တယောက်နှင်းစီပန်းနှစ်ပွင့်ကိုကားရှိမှထိုးထားလိုက်ပါတယ်အဲ့ဒီချိန်ကားဆရာဦးကျော်ကစိုးအောင်နာရောက်လာပြီးစိုးအောင်ပြားဆရာမင်းနေတိုင်းဆိုတော့ပေးမမ်းပါတယ်ကွာတရက်တလေနားနားနေနေဂိတ်မှာထိုင်လိုက်ပါဦးနောက်ရက်မှလိုက်တော့ဟာမဖြစ်ပါဘူးဆရာရဲ့ဒီနေ့အမေကိုလာစားအပ်ရမှာပြီးတော့အမေကကျွန်တော်လာမှာကိုမျှော်နေမှာဗျာအေးပါကွာငါမင်းကြောင့်တီးလို့စတာပါကားတန်ရှိလုံးပြီးတော့လားအကုန်ပြီးပြီဆရာတန်ရှိအကုန်လုံးပြီးတော့ပြီအေးခီးတယ်ဆိုရင်ထွက်ကြမယ်စိုးအောင်တို့ကားလေးစတင်ထွက်ခွာလာခဲ့ပါပြီလမ်းတစ်လျှောက်ဂုံတင်ဂုံချလို့ရင်းနဲ့နေ့လည်ရောက်တော့ထမင်းဆိုင်တစ်ခုမှရန်နာပြီးထမင်းစားကြပါတယ်ဆရာကျွန်တော်မောင်းရတော့မလားနေဦးကွာစိုးအောင်ရအနေကွေ့ကြော်တော့မှမောင်းခိုင်းမယ်အဲ့နေရာကခွေးရပိုင်နည်းနည်းရှုပ်တယ်ဟုတ်ကဲ့ဆရာစိုးအောင်တယောက်ထုံးစံတိုင်းအမြန်စားတော့ပြီးကားရည်စစ်ဖို့ထွက်ခွာသွားခဲ့ပါတယ်ဒီလိုနဲ့ခီးတစ်ထောက်နာကပြန်လဲထွက်ခွာလာကြပါတယ်အနေကွေ့ကြော်တော့ခီးတဲ့တယောက်စင်မိုရန်နာရင်းနဲ့ဦးကျော်ကစိုးအောင်ကိုမောင်းခိုင်းခဲ့ပါတယ်စိုးအောင်တယောက်ဖြည်းဖြည်းမှန်မှန်မောင်းနေရင်နဲ့အမေသားကြီးစိုးအောင်ကိုယ်တိုင်ကားမောင်းပြီးတော့အမေကိုလက်စားအပ်ဖို့လာနေပြီအမေ
အဲ့လိုရေရွတ်လိုက်ပါတယ်ဒီလိုနဲ့စွန့်အောင်တယောက်ကုန်ကားတစ်စီးကိုဟွန်းတစ်ချက်တီးကြောတက်လိုက်ပြီးအရှိန်နဲ့မောင်းနှင်လာခဲ့ရာရှေးလျားမတ်ဆောက်တဲ့တောင်အဆင့်တနေရာကိုရောက်လာခဲ့ပါတယ်စိုးအောင်ရဲ့နောက်ဘက်ကခုံမှာဥကျော်ဟာတစ်ချက်ငိုက်သွားလိုက်ကားမောင်းနေတဲ့စိုးအောင်ကိုကြည့်လိုက်နဲ့လိုက်ပါလာပါတယ်စပီယာမင်းအောင်ကတော့အလေလျှောက်လန်းမှာခီးတဲ့တယောက်ဆင်းဖို့အတွက်အထုပ်ထုပ်ရှာဖွေနေခဲ့ပါတယ်တောင်စင်းရဲ့အလေကိုရောက်ချီမှာတော့ကားရဲ့အရှိန်ကပိုပြီးတော့မြန်ဆန်လာခဲ့ပါတယ်စိုးအောင်ရဲ့စိုးရင်တကြီးအော်ပြောတဲ့တန်ကိုကြားလိုက်ကြရပါတယ်ဘရိတ်ပေါက်သွားပြီဆရာဘရိတ်ကနင်းမရတော့ဘူးခီးတဲ့ရီစီယာစိုးရင်တကြီးပြောဆိုတဲ့တွေတယောက်တစ်ပေါက်ပေါ်ထွက်လာခဲ့ပါတယ်ကားအရှိန်ကိုဘလို့မှထိမ့်မရတော့ပဲကားကရိမ့်ထိုးနေရကြောင်းခီးတဲ့ရီယာနီးစက်ရထိုင်ကုန်တွေကိုမြဲအောင်ကင်ထားကြရပါတယ်ဥကျော်နဲ့စပီယာမင်းအောင်တို့လည်းဘာမှမတတ်နိုင်ကြတော့ပါဘူးတောင်စင်းရဲ့အဆုံမှာတော့ဒေတာချောင်းကူတရာကိုဖျက်တဲ့တရားတစ်စင်းရှိပါတယ်စိုးအောင်တယောက်ကိုလိုယုံကကားပေါ်ခုံချဖို့အတွက်စိတ်မကူးခဲ့ပဲကားရဲ့အရှင်ရောကြအောင်စွန့်ကုန်လုံးရင်းနဲ့တရားထိတ်ကထမင်းဆိုင်ရှိမှရပ်ထားတဲ့ဖေးသည့်တင်ကုန်ကားတစ်စီးကိုအချိန်ပြည့်မြင့်နဲ့ဝင်ဆောက်လိုက်ပါတော့တယ်ကားလိုက်တဲ့အချိန်ကပြင်းလွန်တာကြောင့်ရွာလေး900လောက်ကပင်ကြေလောင်းတဲ့အတန်းကြီးကိုကြားလိုက်ကြရပါတယ်အဖြစ်အပျက်တွေဟာတခဏအတွင်းမှာပဲလုံးဝတိတ်ဆိတ်သွားခဲ့ပါတယ်ဒေတာကန်လူအများပြပြေးလာကြပြီးကားပေါ်ပါသူများကိုဆွဲထုတ်ပေးကြပါတယ်ဒဏ်ရာပြင်းထန်တဲ့သူများကိုဒေတာဆေးရုံကိုပို့ပေးကြပါတယ်ခီးတဲ့ရီထဲမှာအသက်80ကျော်ရွယ်ဖွားအိုတယောက်တည်ဆုံသွားခဲ့ရာကျန်တဲ့သူများတော့ဒဏ်ရာအနှဲ့ငယ်ရရုံကလွဲပြီးကြီးမားမားထိခိုက်မှုမရှိကြပါဘူးစိုးအောင်အလှထိုးထားတဲ့နှင်းစီပွင့်ရဲပုံစိုးအောင်ရဲ့ခန္ဓာကိုယ်ပိုင်းစာတွေကထွက်လာတဲ့ရဲနေတဲ့တွေးစစ်တွေဖုံးလွှမ်းသွားခဲ့ပါတယ်လဆောင်ဝီကတော့ဖို့အတွက်အပြေးလာနေတဲ့တာတယောက်ရဲ့အမိစီတို့ခီးစဉ်ဟာလမ်းခုလက်မှာပဲအဖြစ်ဆုံးနဲ့အဆုံးသတ်သွားခဲ့ပါတယ်နိုင်ဝက်လောက်ကြာမှတော့အခင်းဖြစ်ပွားရတဲ့နေရာကိုလူမှုကူညီရေးအသင်းများနဲ့ရဲများရောက်လာကြပါတယ်ကားကောင်းကန်းတွေဟာစိုးအောင်ရဲ့ခန္ဓာကိုယ်အပိုင်းအစများကိုကြီးမွားပြီးပြန်ကျဲနေတဲ့ဖေးသီးစိတ်များကြားမှာကောက်ယူကြရပါတယ်စိုးအောင်ထိုင်ခဲ့တဲ့ရင်မောင်းထိုင်ကုန်အောက်ခြေမှာသွေးစွန်းနေတဲ့စားရည်အဖြူအောင်လေးကိုဥကျော်တယောက်ကြက်ပေါင်စိုးထားရင်းနဲ့ဖုံမပြနိုင်တဲ့စိတ်တော့ကတွေကြီးစိုးနေခဲ့ပါတယ်အမှုနဲ့ပတ်သက်ပြီးတောင်ဝန်အရှိဆုံးဥကျော်ကတော့အမှုခင်းနေကြရပဲသွေးစွန်းနေတဲ့စိုးအောင်ရဲ့လာစာကိုမိခင်ဖြစ်သူတန်တို့ရအောင်ပို့ပေးခဲ့ပါတယ်တားဖြစ်သူဆုံးမသွားပြီဆိုတာကိုလက်မခံနိုင်တဲ့စိုးအောင်ရဲ့မိခင်ဖြစ်သူကတော့တားဖြစ်သူပြန်လာကိုမျှော်နေစေဖြစ်ပါတယ်ပူပြင်းလွန်းတဲ့နေဘူးတန်းကိုအန်တူဖို့အတွက်တားဖြစ်သူရဲ့ကျောင်းစိမ်းပစိုးအဟောင်းလေးကိုကောင်းမွန်တင်အားအဝေးပြေးလမ်းဘေးရာကွက်ပစ်လေးပေါ်မှာမနေ့လင်းတဲ့ချိန်ကစလို့လာသမျှအမြန်ရင်များမှာသူ့သားဆင်းလာမလားစောင့်မျှော်ရင်းနဲ့မိုးချုံမှာရွာထဲကိုပြန်ဝင်ပါတယ်စိုးအောင်တိုက်ခဲ့တဲ့ expert ကားကိုဘော်ဒီယုံကိုတဲဖို့အတွက်ကားတစ်စီးနဲ့ဆွဲဖို့စီစဉ်ကြပါတယ်အုံတင်ငပြောသည်နဲ့ပွဲတစ်ပွဲစီစဉ်ပြီးဆွဲကြပြီးမယ်ကားကဘလို့မှဆွဲမရခဲ့ပါဘူးတန်ဃာတော်များနဲ့အပေတရားနာပြီးစိုးအောင်ကိုအများတန်းပေးဝေပြီးဆွဲတော့မှလွယ်ကူစွာဆွဲသွားနိုင်ခဲ့ပါတယ်ကားတိုက်တဲ့နီးနာကမွေးကားရောက်တဲ့ဆိုင်ကလူများပြောကြတာကညဆိုအဲကားပေါ်ကနေတချင်းကြီးရဲ့တန်တွေဘရိတ်ကိုနင်းနေတဲ့တချောက်တန်တွေကိုကြားရတယ်လို့ဆိုပါတယ်ကားကိုလွယ်ကူစွာဆွဲမရခဲ့တာကစိုးအောင်ဟာသူတည်ဆုံးတာကိုသိပုံမရခဲ့ပဲသူ့မေရှိရတော့ကားကိုမောင်းနေစေဖြစ်တယ်လို့ပြောဆိုကြပါတယ်ကားဆရာဦးကျော်ပြောခဲ့တယ်ဘရိတ်မပေါက်သေးဘူးဆိုတာကနမိတ်တစ်ခုဖြစ်ခဲ့တာလားစိုးအောင်နောက်ဆုံးကားပေါ်ယူလာခဲ့တဲ့နှင်းစီပွင့်နေရပဲနမိတ်တစ်ခုဖြစ်ခဲ့တာလားအဆုံးသတ်မှာတော့စိုးအောင်တယောက်မိခင်ဖြစ်သူထံတို့ဘယ်တော့မှပြန်မရောက်နိုင်တော့ပဲရေးရဆက်ဆက်ဆုံးမသွားခဲ့ပါတယ်ဒါကြောင့်မိမိတို့မှာမိဘတွေသိရှိထင်ရှားရှိနေသေးတယ်ဆိုရင်တော့ဒီမိဘတွေအပေါ်မှာပြုစုဆောက်ရှောက်ခြင်းဖြင့်ကုသိုလ်ထူရကြပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာတမလွန်ကခေါ်တန်းဒီဖြစ်ရကကျွန်တော်9နှစ်ကကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်အဲ့ဒီချိန်ကကျွန်တော်အဖေဟာနိုင်ငံခြားမှာလှုပ်သွားလုံနေခဲ့တယ်အမေကတော့အထည်ရောင်းပါတယ်အထည်တွေကိုတော့ကျွန်တော်တော်တွေရှိတဲ့မြို့မှာသွားယူရပါတယ်အထည်တွေကုန်ပြီဆိုတာနဲ့အမေဟာကျွန်တော်ကျောင်းပရိတ်ကိုစောင့်ပြီးမြို့ကိုခေါ်သွားတတ်ပါတယ်ကျွန်တော်တော်တွေဟာမြို့ပေါ်မှာညီမနှစ်ယောက်အတူနေကြတာဖြစ်ပါတယ်အကြီးဆုံးအမကအိမ်တောင်နဲ့တတိယသမီးတစ်ယောက်ရှိပြီးခင်မွန်းဖြစ်သူကတော့ဆုံးမသွားခဲ့တာကြာပြီဖြစ်ပါတယ်ငယ်တဲ့အတော်ကတော့အပြိုကြီးဖြစ်ပါတယ်တားဖြစ်သူဟာအိမ်အောင်ကျသွားခဲ့ပြီဖြစ်တာကြောင့်အင်ကြီးထဲမှာမိမသား3ယောက်ထဲနေထိုင်ပါတယ်အတော်2ယောက်လုံးကအသက်60ကျော်ပြီဖြစ်ပေမဲ့အေဂျင့်စွာနေကြရတာကြောင့်ကျွန်တော်အမိတက်ပင်အရွယ်တင်ကြပါတယ်
အဲ့နေ့ကကျွန်တော်တို့သားမိနဲ့အတော်ကြီးဆုံးတို့ဈေးထဲကအထေဆိုင်မှာအထေဝယ်ဖို့သွားကြပါတယ်ဈေးထဲကအုံတို့ခေါက်ဆွဲဆိုင်မှာအုံတို့မားစားကြတယ်ပြီးတော့ထမင်းတုပ်ပါဆယ်ထုတ်ခါအိမ်ကိုပြန်ခဲ့ကြပါတယ်ဒီမျိုးရဲ့ထမင်းတုပ်ကတော့နှစ်တွေဘလောက်ပြောင်းပြောင်းလက်ရကကောင်းနေစေဖြစ်ပါတယ်ညရောက်တော့အတော်သမီးနဲ့ကျွန်တော်တို့သားမိနှစ်ယောက်တီဗီထိုင်ကြည့်နေကြပါတယ်အတော်တို့ရဲ့အိမ်တကားတွေကည9နာရီခွဲတာနဲ့ပိတ်ပြီးသားဖြစ်နေပါပြီဒီလိုနဲ့ည9နာရီခွဲလောက်မှာတော့အိမ်ရထဲမှာအကြီးဆုံးအတော်ကအိမ်မုံဆုံးဘွားနဲ့ထွက်လာကတကားကိုကလန့်ထားတဲ့တကယ်ချင်းကိုလာဖွင့်ပါတယ်တီဗီကြည့်နေရင်လည်းကျွန်တော်အမေကတွေးသွားပြီးမမညနေမှာဘဲသွားမလို့လဲကျွန်တော်အမေကမေးလိုက်တော့အတော်ကအပြင်မှာလေစမ်းမီငါ့ကိုလာခေါ်နေတယ်တကားဖွင့်ပေးမလို့ကျွန်တော်အမေနဲ့အတော်သမီးဖြစ်သူတို့မျက်လုံးပြူးသွားကြပါတယ်အတော်သမီးဟာအမေကလည်းလေညာကြီးမင်းကြီးမပြောကောင်းတာတွေပြောတော့မယ်လာပါအိယာကိုပြန်မယ်အဲ့လိုပြောပြီးအတော်ကိုပြန်ခေါ်သွားကြပါတယ်အတော်သမီးပြန်လာတော့အမေနဲ့စကားပြောနေကြတာကိုကျွန်တော်နားထောင်ကြည့်တော့ဒေါ်စမ်းမီဆိုတာကအတော်ရဲ့တငယ်ချင်းဖြစ်ပါတယ်အတော်နဲ့အတူတူရိတ်တာတရားစခန်းတွေအတူဝင်နေကြဖြစ်ပါတယ်ဒေါ်စမ်းမီကလွန်ခဲ့တဲ့3လခန့်က96ပါယောဂါနဲ့တည်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်ည10:00နာရီလောက်မှာတော့ကျွန်တော်အတော်တွေးတို့လို့စိုက်ကားနဲ့ဆရာဝန်တော့ပင်ကြရပါတယ်ဆရာဝန်ပြန်သွားချိန်မှာတော့ကျွန်တော်အတော်ပြန်သက်သာလာပြီးအိပ်ပျော်သွားပြန်ပါတယ်ည10:00နာရီလောက်မှာအတော်သမီးရဲ့ငိုတံကိုကြားလိုက်ရတာကြောင့်ကျွန်တော်မိနဲ့ကျွန်တော်အတော်ခန်းထဲရောက်သွားတော့အတော်ကကတင်ပေါ်မှာအသက်မရှိတော့ပါဘူးအတော်ကအစားအသောက်ကြောင့်တွေးယောဂါနဲ့ရုတ်တရက်ဆုံးမသွားတယ်ဆိုပေမဲ့သူ့တငယ်ချင်းတော်ဆမ်းမီနဲ့ဗထန်းစစ်တစ်ခုအကြောင်းသူတို့ဘယ်ပုံဘွားစီကိုသွားကြမလဲဆိုတာသူတို့နှစ်ယောက်ပဲသိနိုင်မှာဖြစ်ပါတယ်ဒီဖြစ်ရကငယ်စဉ်ကကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်ကျွန်တော်အခုချိန်ပြန်တွေ့မိတိုင်းစက်သိမ်းမွေးညင်းနေထနေစေဖြစ်ပါတယ်သပင်းဆွဲတဲ့တစီ2010ဝန်းကျင်ကာလတစ်ခုတော့ဖြစ်မယ်အဲ့တော့ကျွန်တော်က4နှစ်အရွယ်ပဲရှိသေးတယ်အဲ့ချိန်ကအိမ်တိုင်းမှာတီဗီတွေအောက်ဆက်တွေမရှိကြဘူးဒါကြောင့်နေဝင်တာနဲ့တီဗီအောက်ဆက်ရှိတဲ့အိမ်မှာမြန်မာဗီဒီယိုဇာတ်လမ်းတွေငှားကစုကြည့်လေရှိကြပါတယ်လျှက်စမီတို့တော့ဘုန်းကြီးကျောင်းက9နာရီထိုးတဲ့အချိန်ကနေည9နာရီချိန်ထိမီဇန်မောင်းပေးပါတယ်ဒါကြောင့်တညရဲနဲ့ဗီဒီယိုဇာတ်ကမပြီးဘူးဆိုရင်နောက်တညစောင့်ကြည့်ပေါ့ဗျာတခါတလေမြန်မာဘောလုံးအသင်းပွဲစဉ်တွေလာရင်တော့နေပဲဖြစ်ပြီးမဲ့မီဇန်နှုတ်ပေးတတ်ပါတယ်တနေကုန်ပေါင်းတို့တောင်ရခုတ်နွားစာစင်းနွားချောင်းစတဲ့ပြီးဆုံးနိုင်ခြင်းမရှိတဲ့အလုပ်တွေလုပ်ကင်ကြရတာကြောင့်ညရောက်ရင်တော့ဗီဒီယိုဇာတ်လမ်းလေးကြည့်ပြီးတနည်းသားပေးမှန်းသမျှကိုဖြည်းဖြောက်ကြရပါတယ်ဒါကကြည့်တဲ့သဘာဝတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ရွာထဲမှာက TV အောက်ဆက်က4 ငါးရီလောက်ပဲရှိပါတယ်ဒီထဲမှာကျွန်တော်အတော်အိမ်လဲပါဝင်တာကြောင့်နေဝင်တာနဲ့အတော်တို့အိမ်မှာလူစီကားတတ်ပါတယ်အဲ့တော့ကမြန်မာဗီဒီယိုဇာတ်လမ်းတစ်ခွေကိုငှားက900ပေးရပါတယ်ကျွန်တော်မိဘနှစ်ပါးကမော်ဘီဘက်မှာအလုပ်လုပ်နေကြတာကြောင့်ကျွန်တော်တော်အိမ်မှာပဲနေပြီးကြောင်းတက်ရပါတယ်အိမ်ကနှစ်ထပ်ဖြစ်ပြီးအောက်ထပ်မှာတော့အတော်တို့လင်မယားအိပ်ပါတယ်အပေါ်ထပ်မှာတော့ကျွန်တော်အမဝမ်းခွဲနဲ့အတူအိပ်ရပါတယ်ဒီလိုနဲ့နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာကျွန်တော်အမကိုစာသင်ခဲ့ဘူးတဲ့အလဲတန်းပြဆီယာမတယောက်နှလုံးယောဂါနဲ့တည်ဆုံးသွားခဲ့ပါတယ်ဆုံးသွားတဲ့ဆီယာမအိမ်နဲ့ကျွန်တော်တော်အိမ်နဲ့ကကြားမှာ5 အိမ်ပဲခြားပါတယ်အဲ့နေ့ကကျွန်တော်တော်တွေညနေ6 နာရီလောက်မှာတောထဲကပြန်ရောက်ကြတာကြောင့်ကျွန်တော်အမက9 နာရီထိုးလောက်မှာရေချိုးကောင်းလျှော်ပါတယ်တိုက်ဆိုင်တာပဲပြောရမလားအဲ့ရင်းမလဲခင်တရက်အလိုညမှာဖုန်းတော်ကြီးကြောင့်ကမိစစ်ပြစ်တာကြောင့်တရွာလုံးအမောင်တီဖုံးလွှမ်းနေခဲ့ပါတယ်ကျွန်တော်တို့မိသားစုစားတော့ပြီးကြတော့မိပြစ်တဲ့ရစ်ဖြစ်တာကြောင့်စကားစမီခဏတပြိုပြောကြပြီးည7 နာရီလောက်မှာအိယာဝင်ကြပါတယ်ကျွန်တော်နဲ့ကျွန်တော်အမအိတ်တဲ့အိမ်ပေါ်တက်ကအိယာကောင်းရင်မှာကြမ်းကင်းနဲ့တပြေးတဲ့ဖောက်ထားတဲ့တကားတစ်ချက်ရှိပါတယ်အဲ့ဒီညကကျွန်တော်အမကသူ့ရဲ့သပင်တွေမချောက်လို့ဆိုပြီးအောက်ကိုတွေးလျက်ချပြီးအိပ်ပါတယ်တကောင်ရလောက်ကြတော့ကျွန်တော်အမလမ်းအော်တဲ့တန်းကြောင့်ကျွန်တော်နိုးလာခဲ့ပါတယ်အမဘာဖြစ်လို့လဲဘာတွေ့လို့လဲငါစပင်ကိုဆီယာမလာဆွဲတယ်ကျွန်တော်ကြောင်ပြီးအမကိုကြည့်နေခဲ့တာပေါ့ဗျာငါလက်မောင်ကိုကြည့်စမ်းကြက်သိမ်းယူထားနေတာအဲ့ဒီချိန်ကျွန်တော်ရဲ့ဦးလေးအိမ်မော်ကိုပြေးတက်လာခဲ့ပါတယ်ဘာဖြစ်နေရလဲနင်တို့ညမအိပ်ကြသေးဘူးလားအဖေဆီယာမစပင်လာဆွဲတယ်အဲ့လိုဆိုပြီးကျွန်တော်မှငိုပါလေရောရှေ့တုန်းကလူကြီးသူမတွေပြောဆိုတန်နေတော့ကြားပူရတယ်နေဝင်ကြီးတို့ချိန်နေဆိုအိမ်မောကနေချီတွဲလောက်မချရဘူးစပင်ဖားရနဲ့ရှောင်မသွားရဘူးတွေ့ကြရနေရတွေမှာအပေါ်မသွားရဘူးအဲ့ဟာတွေတော့ကြားဘူးပြီမဲ့အခုတော့ကျွန်တော်မှကစပင်ဖားရချအောင်မကအိမ်ပေါ်ကနေပါတွဲလောင်းချထားတာကြောင့်နာနာဘောင်တွေကလာပူးကြတာလည်းဖြစ်နိုင်ပါတယ်
သို့မဟုတ်ကျွန်တော်မှပြောသလိုဆီယာမတစ်ယောက်ကဘဝတစ်ပါးကူမပြောင်းခင်မှာချစ်ရတဲ့တပည့်တစ်ယောက်ကိုလာနှုတ်ဆက်တာလားဆိုတာကိုတော့အတိအကျမသိရပါပဲနေဝင်တာနဲ့အဲ့ဒီအပြုမှုတွေဟာနာနာဘဝတွေပုကတ်ဖို့ဖိတ်ခေါ်သလိုဖြစ်နေတယ်ဆိုတာကိုတော့ကျွန်တော်မှတ်သားခဲ့ပူပါတယ်ဒီတစ်ပတ်ပြရလောကဖြစ်ရမှန်ဇလန်းတွေကတော့ဒီလောက်ပါပဲခင်ဗျာဖြစ်ရမှန်ပြရလောကဇလန်းတွေကိုစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ကြပါအောင်ခင်ဗျာနားဆင်ပြီးကြတဲ့ပရိသတ်များစိတ်တော့ကပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ